ဇေယိုဆိုးတဲ့လူတချို့ရဲ့ရောင်းတဘာဝကပ်ပြီးဆက်ရောက်လာပြီထင်ယခုတော့တတိပေးခြင်းဖယားမကြိုက်တဲ့ဇေယိုဆိုးတွေကိုပြင်ဘာသာသာသနာလေးစားကြပါညီငယ်ညီမငယ်အပေါင်းအသင်းတို့ရဲ့အရင်ဆိုင်တဲ့အရာကိုပြုပြင်စုပ်ကကဘာလေးမှာဗုဒ္ဓကလွဲကဲမဲ့သူတော့မမြင်တပေါင်းရှိပါရဲ့တကယ်ကြငါกินမယ်กินနေငါအကြောင်းငါစားမယ်ကြံနေငါမှဖျားကဲလိမ့်မယ်အတိတရားနဲ့တတိထားစင်ခြင်းဖယားမကြိုက်တဲ့ဇေယိုဆိုးတွေကိုပြင်သာသနာတော်2500ဘာသာသာသနာလေးစားကြပါညီငယ်ညီမငယ်အပေါင်းအသင်းတို့ရာအရင်ဆိုင်တဲ့အရာတွေကိုပြုပြင်စုပ်ကကဘာတဲ့မှာဗုဒ္ဓကလွဲကဲမဲ့သူတော့မမြင်